Samsung ဆိုတာ company တစ်ခုပဲမဟုတ်ပါဘူး Empire ကြီးတစ်ခုလိုပါပဲကမ္ဘာအမြင့်ဆုံးအဆောက်အဦဖြစ်တဲ့ Burj Khalifa နဲ့ဒုတိယအမြင့်ဆုံးအဆောက်အဦဖြစ်တဲ့ Merdeka 118ကို Samsung ကပဲတည်ဆောက်ပေးခဲ့တာပါဒါအပြင်အိန္ဒိယရဲ့အကြီးဆုံးအတလင်စက်ရုံကိုလည်း Samsung Construction Company ကပဲတည်ဆောက်ပေးခဲ့တာပါ Samsung ဟာကမ္ဘာပေါ်မှာတင်မောတည်ဆောက်မှုအကြီးဆုံး company တစ်ခုလည်းဖြစ်ပြီးတော့ LNG carrier တွေ drill တင်မောတွေနဲ့ container တင်မောကြီးတွေအမျိုးမျိုးကိုလည်းထုတ်လုပ်ပါတယ်တိတ်မကြခင်အထိသူတို့ရဲ့ F-16 တိုက်လေယာဉ်တွေနဲ့ self propelled artillery တနက်တွေကိုလည်းထုတ်လုပ်ခဲ့ပါတယ်သူတို့ရဲ့ K9 Howitzer ဟာအခုထိကမ္ဘာပေါ်မှာအများဆုံးပြည်ပတင်ပို့ရောင်းချတဲ့ artillery တနက်ဖြစ်နေသေးပါသူတို့ရဲ့ company တစ်ခုဖြစ်တဲ့ Samsung Biologics ကကမ္ဘာပေါ်မှာဆေးဝါး contract manufacturing အကြီးဆုံးဖြစ်ပါတယ် COVID-19 ကာလမှာလည်း Moderna vaccine အများကြီးထုတ်လုပ်ပေးခဲ့သေးပါတယ်ဖုန်းတွေအပြင် iPhone အတွက် screen တွေကိုလည်းထုတ်လုပ်ပေးပြီးတော့ Tesla အတွက် semiconductor chip တွေကိုလည်း Samsung ကပဲထုတ်လုပ်ပေးပါတယ် BMW ကားတွေအတွက် battery တွေကိုတောင် Samsung ကပဲထုတ်ပေးတာပါတောင်ကိုရီးယားနိုင်ငံသားတယောက်အတွက် Samsung company ပိုင်ဆေးရုံမှာပဲမွေးဖွားတယ် Samsung တက္ကသိုလ်မှာပဲပညာသင်ယူတယ် Samsung စောက်ထားတဲ့အိမ်ထဲမှာနေတယ် Samsung credit card နဲ့ပဲငွေပေးချေတယ်ဒါကြောင့် Samsung ကအမျိုးမျိုး service ပေးတဲ့အတွက်ကြောင့် Samsung ကိုကမ္ဘာအကြီးဆုံး company တစ်ခုအဖြစ်သတ်မှတ်ထားပါတယ်ဒါအပြင်ကိုရီးယားရဲ့ 5 star hotel တွေမှန်သမျှကို Samsung ကပဲတည်ဆောက်ထားတာပါနောက်ဆုံးမှာတော့အသက်အာမခံကိုလည်း Samsung ကပဲပေးတာပါ Samsung ဆိုတာ company တစ်ခုပဲမဟုတ်ပါဘူး Empire ကြီးတစ်ခုလိုပါပဲကမ္ဘာအမြင့်ဆုံးအဆောက်အဦဖြစ်တဲ့ Burj Khalifa နဲ့ဒုတိယအမြင့်ဆုံးအဆောက်အဦဖြစ်တဲ့ Merdeka 118ကို Samsung ကပဲတည်ဆောက်ပေးခဲ့တာပါဒါအပြင်အိန္ဒိယရဲ့အကြီးဆုံးအတလင်စက်ရုံကိုလည်း Samsung Construction Company ကပဲတည်ဆောက်ပေးခဲ့တာပါ Samsung ဟာကမ္ဘာပေါ်မှာတင်မောတည်ဆောက်မှုအကြီးဆုံး company တစ်ခုလည်းဖြစ်ပြီးတော့ LNG carrier တွေ drill တင်မောတွေနဲ့ container တင်မောကြီးတွေအမျိုးမျိုးကိုလည်းထုတ်လုပ်ပါတယ်တိတ်မကြခင်အထိသူတို့ရဲ့ F-16 တိုက်လေယာဉ်တွေနဲ့ self propelled artillery တနက်တွေကိုလည်းထုတ်လုပ်ခဲ့ပါတယ်သူတို့ရဲ့ K9 Howitzer ဟာအခုထိကမ္ဘာပေါ်မှာအများဆုံးပြည်ပတင်ပို့ရောင်းချတဲ့ artillery တနက်ဖြစ်နေသေးပါသူတို့ရဲ့ company တစ်ခုဖြစ်တဲ့ Samsung Biologics ကကမ္ဘာပေါ်မှာဆေးဝါး contract manufacturing အကြီးဆုံးဖြစ်ပါတယ် COVID-19 ကာလမှာလည်း Moderna vaccine အများကြီးထုတ်လုပ်ပေးခဲ့သေးပါတယ်ဖုန်းတွေအပြင် iPhone အတွက် screen တွေကိုလည်းထုတ်လုပ်ပေးပြီးတော့ Tesla အတွက် semiconductor chip တွေကိုလည်း Samsung ကပဲထုတ်လုပ်ပေးပါတယ် BMW ကားတွေအတွက် battery တွေကိုတောင် Samsung ကပဲထုတ်ပေးတာပါတောင်ကိုရီးယားနိုင်ငံသားတယောက်အတွက် Samsung company ပိုင်ဆေးရုံမှာပဲမွေးဖွားတယ် Samsung တက္ကသိုလ်မှာပဲပညာသင်ယူတယ် Samsung စောက်ထားတဲ့အိမ်ထဲမှာနေတယ် Samsung credit card နဲ့ပဲငွေပေးချေတယ်ဒါကြောင့် Samsung ကအမျိုးမျိုး service ပေးတဲ့အတွက်ကြောင့် Samsung ကိုကမ္ဘာအကြီးဆုံး company တစ်ခုအဖြစ်သတ်မှတ်ထားပါတယ်ဒါအပြင်ကိုရီးယားရဲ့ 5 star hotel တွေမှန်သမျှကို Samsung ကပဲတည်ဆောက်ထားတာပါနောက်ဆုံးမှာတော့အသက်အာမခံကိုလည်း Samsung ကပဲပေးတာပါ